ဒီ lecture ကတော့ ECG lecture ရဲ့အပိုင်း5ဖြစ်ပါတယ်အခုဒီ lecture ကတော့ ECG lead တွေအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ECG ကကျွန်တော်တို့သုံးနေတဲ့ဆေးရုံဆေးခန်းတွေမှာသုံးတဲ့အများဆုံးသုံးတဲ့ ECG က conventional ECG lead လို့ခေါ်တယ်ပေါ့နော်သူက12 lead ပါတယ်ပေါ့နော်12 leads ပါတယ်အဲ့မှာ6 lead ကlimb lead ဖြစ်ပြီးတော့မှနောက်တဲ့6 lead ကတော့ chest lead ဖြစ်တယ်ပေါ့နော်အဲ့မှာဒီမှာဆက်ကြည့်မယ်ဆိုရင် limb lead 6ခုကိုเนาะပြန်ခွဲရင် bipolar limb lead က3ခုပါပြီးတော့ unipolar limb lead က3ခုပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ ECG ဒီ lecture ECG ကတော့အဓိက bipolar limb lead ကိုဆွေးနွေးသွားမယ်ပေါ့နော်အဲ့တော့ bipolar limb lead တွေကဘာတွေလဲဆိုတော့ lead 1 lead 2 lead 3เนาะဒီ lecture ထဲမှာတော့ Endovan triangle အကြောင်းပြောမယ် Endovan's law အကြောင်းပြောမယ်ပေါ့ပြီးတော့နောက်ဆုံးမှာtriaxial reference system လေးကိုလည်းပြောပြသွားမှာဖြစ်ပါတယ်ပေါ့အဲ့တော့အရင်ဆုံးကြည့်အောင်เนาะအဲ့တော့ lead terminology လေးတွေကိုကျွန်တော်တို့အရင်လေ့လာကြည့်မယ် circuit ပေါ့เนาะ circuit ရှိမယ် exit ရှိမယ်เนาะexit က lead exit ရှိတယ် vector ရဲ့ exit ရှိတယ်ပေါ့เนาะ pattern တွေအကြောင်းပြောမယ် frontal plane เนาะ horizontal plane အဲ့တော့ frontal plane ကကြတော့ကျွန်တော်တို့ဒီ limb lead တွေအားလုံးက frontal plane နဲ့ပဲ record လုပ်တယ်ပေါ့เนาะ cardiac electrical activity ကို frontal plane နဲ့သူက record လုပ်တယ်เนาะ chest lead ကကြတော့ horizontal plane ပေါ့เนาะအဲ့တော့ဆက်ပြီးတော့ကြည့်အောင်major ventricular depolarization ဒါတော့ revision လေးပါเนาะအဲ့တော့ major ventricular depolarization ကကျွန်တော်တို့အရှိမပြောခဲ့ပြီပေါ့เนาะပထမဦးဆုံးကတော့ ventricular depolarization က septal depolarization ရင်ဖြစ်တဲ့ဒီ vector လေးပေါ့เนาะပြီးတော့မှ major ventricular depolarization เนาะဒီ vector ကတော့ ventricle က left ventricle ရှိတယ် right ventricle ရှိတယ်ဒီနှစ်ခုရဲ့ mean vector လေးပေါ့နော်ဒါသူရဲ့ direction เนาะအဲ့တော့ဒီမှာနောက်ဆုံးက basal depolarization ဖြစ်မှာပေါ့နော်အဲ့တော့ဒီဟာကိုအခုဒါကျွန်တော်တို့ဒီလိုလေးဆွဲလိုက်မှာပေါ့နော်အဲ့တော့ဒီမှာဆွဲတဲ့ခါမှာဒါbipolar lead ပေါ့နော်အဲ့တော့ bipolar lead bipolar လို့ပြောတဲ့အတွက်ကြောင့်သူကပိုးနှစ်ခုရှိတယ်เนาะပိုးနှစ်ခုရှိတယ်ဆိုတာကဒီဘက်မှာဒါက galvanometer လေးเนาะအဲ့တော့ဒီဘက်က positive ပိုးပေါ့เนาะ positive ပိုးအဲ့တော့ positive ပိုးက positive electrode ပေါ့เนาะချိန်ထားတာက positive electrode ကို exploring electrode လို့လည်းပြောတယ်เนาะအဲ့တော့ဒီဘက်မှာဆိုရင်ဒါ negative pole เนาะ negative pole ကိုနောက်တစ်မျိုးဘယ်လိုခေါ်သေးလဲဆိုရင်reference electrode เนาะအဲ့တော့ဒီမှာ reference electrode negative electrode ကိုဒီမှာတက်မှာပေါ့เนาะအဲ့တော့ဒါက bipolar เนาะ bipolar ဆိုတာပိုးနှစ်ခုရှိတယ်တစ်ခုက positive pole တစ်ခုက negative pole เนาะဒီဘက်မှာ exploring electrode reference electrode အဲ့တော့ဒီနှစ်ခုတူတူဆွဲရပေါ့เนาะအဲ့တော့ဒီမှာဒီက heart ပေါ့နော် heart မှာကျွန်တော်တို့ဒီဒါ major ventricular depolarization vector လေးပေါ့နော်ဆွဲထားတာ depolarization ပြောတဲ့ကြောင့်သူက positive နော်ဒီဘက်က positive နော်အဲ့တော့ဒါဆိုရင်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီနှစ်ခုဒီ electrode နှစ်ခုပေါ့နော်တန်ဆွဲလိုက်ရင်ဒီမှာ exit လေးတစ်ခုတွေ့မယ်အဲ့ဒါက lead exit เนาะ exit ဆိုတော့ဒီမှာကြည့်အောင်เนาะ negative positive ဒီမှာ exit เนาะအဲ့ဒါလေးကဒါကိုကြတော့ကျွန်တော်တို့က circuit လို့ခေါ်เนาะ circuit of the lead ဒါကအမှ lead 1ပေါ့เนาะ lead 1ရဲ့ circuit เนาะအဲ့တော့ဒါက circuit လို့ခေါ်ဒါ complete circuit เนาะအဲ့တော့ဒီမှာ vector เนาะ vector ဒီဟာကdepolarization vector ပေါ့သူ့မှာလဲဒါကသူ
သူရဲ့သွားတဲ့ပုံကတက်တက်ဒီလိုသွားမှာเนาะအဲ့တော့ဒီဟာလေးကတော့ဒီ vector ရဲ့ axis လို့ပြောမှာเนาะ x vector ရဲ့ axis เนาะဒါဒီကောင်က li ရဲ့ axis เนาะအဲ့တော့ဒီမှာကျွန်တော်တို့ဒီမှာ galvanometer ကနေပြီးတော့ဆွဲလိုက်တာ ECG paper ပေါ်မှာဆွဲလိုက်တာကိုဒါကျွန်တော် pattern လို့ခေါ်မယ်เนาะ pattern အခုဒါဆိုရင်ရှင်းမဲ့ထင်တယ် pattern ဆိုတာဘာလဲ circuit ဆိုတာဘာလဲ axis ဆိုတာဘာလဲပေါ့เนาะအဲ့ဒါလေးတော့သိမဲ့ထင်တယ်เนาะအဲ့တော့ကျွန်တော်တို့က different pattern လေးပေါ့เนาะ pattern အမျိုးမျိုးတွေ့တယ်ပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်ဒီမှာဆွဲရအောင်ဒီမှာ galvanometer လေးဆွဲလိုက်မယ်အဲ့ပါဒါက vector လေးเนาะ vector ဒီလို direction လေးရှိတယ်ပေါ့เนาะအဲ့တော့ဒီလို direction လေးရှိရဆိုရင်ကျွန်တော်တို့ဒီမှာreference electrode ရှိမယ်ဒီဘက်မှာ positive electrode exploring electrode လို့လည်းပြောမယ်အဲ့တော့ဒီမှာ axis ဒါကတော့ li ရဲ့ axis เนาะ vector ရဲ့ axis ကဒီလိုအဲ့တော့ဒီမှာဆိုရင်ဒါဆိုကြည့်ကြည့်အောင် positive เนาะ vector ကဒီ depolarization positive ဒီ vector ကဘယ်ကိုဥတည်ပြီးသွားနေလဲဆိုတော့ positive electrode exploring electrode စီကိုဥတည်ပြီးသွားနေအဲ့လိုဥတည်သွားတယ်ဆိုရင်စောက lecture တွေမှာဆိုရင်ဒါလေ့လာထားတယ်ဆို TV เนาะအဲ့တော့ဒီ galvanometer ကဘာဖြစ်မလဲဆိုတော့ positive deflection လေးရမယ်အဲ့တော့ pattern အနေနဲ့ ECG paper မှာဆိုဒီလိုလေးဖြစ်မှာเนาะအဲ့တော့ positive deflection เนาะဒီ pattern လေးထွက်မယ်ကဲဒါဆိုရင်ဒီဘက်ကိုကြည့်ကြည့်အောင်ဒါဆိုရင်vector လေးကဒီဘက်ပြောင်းပြန်เนาะအဲ့တော့ဒီဘက်ပြောင်းပြန်ဆိုရင်သူက positive เนาะဒီ electromagnetic force က positive electrode เนาะ exploring electrode နဲ့ဝေးရကိုထွက်သွားတယ်ဝေးရထွက်သွားရင် galvanometer မှာက negative deflection လေးဖြစ်မယ်เนาะဒါကို ECG မှာ pattern ဘယ်လိုလေးပြရမလဲဆိုတော့ဒီလိုလေးရမှာเนาะအဲ့ဒါက negative deflection เนาะအဲ့တော့ဒီလိုလေးဆိုရင်တက်ဖြတ်တယ်ပေါ့เนาะ axis ကိုတက်ဖြတ်သွားတာเนาะ axis ကိုတက်ဖြတ်သွားတာเนาะအဲ့တော့ positive ဒါက electromagnetic force ကဒီလိုသွားမယ်เนาะအဲ့တော့ဒီမှာဆိုရင်ကြည့်အောင်ဒီမှာဆိုရင်အပိုင်းနှစ်ပိုင်းဖြစ်သွားမယ်ပထမတစ်ပိုင်းကဒီ axis li axis ကိုသူက approaching လုပ်တယ်ဒါကြောင့် positive ဒီ electromagnetic force ကဒီ axis ကို approaching လို့ကြောင့်ဒီအပိုင်းကကျွန်တော်တို့ကပထမဆုံးအပိုင်းက positive deflection လေးရမှာเนาะ positive deflection အပြီးတော့သူက exit နဲ့ဒီ exit နဲ့တော့ဝေးရာကိုထွက်သွားတဲ့ကြောင့်negative deflection ရမှာเนาะအဲ့တော့ဒီလို pattern လေးရမှာပေါ့เนาะအဲ့တော့ဒါကို biphasic deflection လို့ခေါ်တယ်เนาะပထမတစ်ပိုင်းကဒီမှာ exit ကိုသူက li ရဲ့ axis ကို depolarization force က approach လုပ်တယ်ဒါကြောင့်သူက positive ပဲရင်ရမှာပြီးတော့မှသူကဒီ li ရဲ့ axis နဲ့ဝေးရာကိုထွက်သွားတဲ့အတွက်ကြောင့် negative deflection နောက် biphasic deflection တချို့ကတော့ equiphasis လို့ခေါ်တာပေါ့နော် equiphasis deflection လို့လည်းပြောကြတယ်နော်အဲ့တော့ biphasic deflection အဲ့တော့ pattern က၃မျိုးထွက်မှာပေါ့နော်အဲ့တော့ဒီမှာ conventional position of bipolar limb lead ပေါ့နော် bipolar limb lead ဆိုမှပြောခဲ့ပြီး lead ၃ခုရှိတယ် lead 1 lead 2 lead 3အဲ့ဒါတွေက bipolar limb lead လို့ခေါ်တယ်ပေါ့နော်အဲ့တော့သူတို့ကနော်သူတို့ရဲ့ position နော်အနေထားဘယ်လိုဆိုတော့ဒါဆိုရင်ဒီမှာ galvanometer တခုဆွဲထားတယ်နော်အဲ့တော့lead 1ဆိုရင် positive ကဒီဘက်မှာတက်မယ်နော်ဘယ်ဘက်မှာတက်မယ်ဘယ်ဘက်လက်မှာတက်မယ် negative electrode ကညာဘက်လက်မှာတက်မယ်ဒါဆို2 axis ကဒါနော်ဒီဟာက lead 1ရဲ့ axis နော်ဒါ lead 1နော် lead 1ရဲ့ axis ဒါဆိုရင်ကျွန်တော်တို့ကနော်အဲ့တော့ lead 1ကိုကြည့်ဒါဆိုရင်ကျွန်တော်ဒါကတော့ depolarization major ventricular depolarization factor ပေါ့နော်သူကdownward leftward သွားတယ်ဆိုတော့သူ့ရဲ့ axis ကိုကျွန်တော်တို့ကဆွဲကြည့်တယ်เนาะ vector ရဲ့ axis ကိုဒီမှာဆွဲကြည့်တော့ဒီလိုလေးရမှာเนาะဒါဆိုရင်ကြည့်အောင်ဒါဆိုရင်သူကကြည့် positive electrode ဘက်ကိုဦးတည်ပြီးသွားတယ်
သွားတဲ့အတွက်ကြောင့်သူက ECG မှာ pattern ကပါရမလဲ positive deflection ရเนาะအဲ့ဒါက lead 1เนาะအဲ့တော့ lead 2ကကြတော့ဘယ်လိုထားလဲဆိုရင်ဒီမှာเนาะ lead 2ဒီကောင်က lead 2ကကြတော့ဒီညာဘက်လက်မှာเนาะ negative electrode တက်တယ်เนาะ reference electrode ဒီမှာတက်တယ်ပြီးတော့ positive ကိုကြတော့ကျွန်တော်တို့ကဒီဘယ်ဘက်ခြေထောက်မှာတက်တယ်เนาะအဲ့တော့ positive ဒါက exploring electrode positive electrode เนาะဒါ lead 2ရဲ့ exit ကဘယ်လိုသွားမလဲဆိုတော့ဒီမှာဒီလို pattern လေးသွားမယ်เนาะအဲ့တော့ဒီလို pattern လေးသွားမယ်အဲ့ဒါကိုကျွန်တော်တို့ဒီမှာဒီကvector ရဲ့ exit နဲ့ကျွန်တော်တို့ perpendicular ဆွဲလိုက်တယ်ပေါ့เนาะအဲ့တော့ perpendicular ဆွဲလိုက်တဲ့ခါမှာဒီမှာဒါကသူ့ direction ကလည်းကြည့်လိုက် positive electrode ကဥတီပြီးသွားတယ်ဒါဆိုတူလည်းပဲ galvanometer မှာသူက positive deflection ရမယ် ECG paper မှာဆိုရင်ဒီလို pattern လေးထွက်မယ် positive deflection လေးရမယ်เนาะအဲ့ဒါဒီမှာ vector ကဥတီတာက positive electrode ဘက်ကိုဥတီနေเนาะအဲ့ဒါက lead 2เนาะ lead 3ကဒီဘက်မှာเนาะအဲ့တော့သူကဘယ်ဘက်လက်မှာကျွန်တော်တို့ဘယ်ဘက်လက်မှာ negative electrode reference electrode ကိုတက်တယ်ဘယ်ဘက်ခြေထောက်မှာဗာတက်လဲဆိုတော့ positive electrode exploring electrode ကိုတက်တယ်အဲ့တော့သူ့ရဲ့ exit ကဒီလိုဖြစ်မယ်เนาะဒါ lead 3ရဲ့ exit เนาะ exit ဆိုတော့ဒါလေးကိုကျွန်တော်တို့ကဒီမှာဒီ vector ရဲ့ exit နဲ့ကျွန်တော်တို့ perpendicular ချလိုက်တယ်เนาะချလိုက်မဲ့ခါသူ့ direction ကလည်း positive ကိုelectrode ကိုဥတီတယ်ဒါကြောင့်သူလည်းပဲ positive deflection ပဲရမယ်เนาะရတော့ pattern က ECG မှာဒီလိုဖြစ်မယ်ဒါမဲ့ဒီမှာ3ခုမှာကြည့်လိုက်เนาะ lead 1မှာเนาะဒီ axis vector ရဲ့ axis ကအနည်းဆုံးပေါ်တာเนาะအနည်းဆုံးပေါ်တဲ့ကြောင့်ဒီ3ခုမှာသူ့ရဲ့ lead 1ကအနည်းဆုံးဖြစ်မယ်เนาะ deflection force ကသူက magnitude of deflection ကနည်းနည်းလေးပဲဖြစ်မယ်เนาะဒုတိယအများဆုံးကlead 3เนาะ lead 3လည်းဒီမှာlead 1ထဲတော့သူ့ရဲ့ magnitude of deflection ကပိုများမယ်ပေါ့เนาะဒီမှာအများဆုံးက parallel အဖြစ်ဆုံးကတော့ lead 2เนาะ lead 2ကတော့ဒီ vector နဲ့ parallel အဖြစ်ဆုံးအဲ့တော့ lead 2ကအမြင့်ဆုံးဖြစ်မယ်เนาะအဲ့တော့ magnitude ကဒီမှာသူ့ရဲ့ deflection က magnitude of deflection ကတော်တော်များမယ်เนาะအဲ့တော့ဒါကတော့သူ့ရဲ့lead 1 lead 2 lead 3ရဲ့ position ပေါ့เนาะအဲ့တော့ဒီမှာတခုကတော့เนาะဘာဖြစ်လို့ဒီလို design လုပ်ထားလဲဆိုတော့ Eindhoven ကဒီ lead တွေအားလုံးမှာသူက post ဒီ vector ကိုเนาะအဓိကကိုကြည့်တာเนาะ lead Eindhoven ကဒီလိုเนาะဒီမှာpositive ထားတယ်ဒီဘက်မှာ negative ထားတယ်เนาะဘာလို့ဒီလို design လုပ်ထားလဲဆိုတော့ lead တွေအားလုံးမှာ bipolar lead တွေအားလုံးမှာသူက positive deflection ရအောင်လုပ်ထားတာပေါ့เนาะဒါ design ပေါ့เนาะအဲ့တော့ QRS complex တွေအားလုံးက normal မှာဆိုရင် QRS complex အားလုံးဒီ bipolar limb lead တွေမှာအားလုံးမှာဆိုရင်ဘာပဲထွက်ရမလဲဆိုတော့ positive deflection ပဲထွက်ရမယ်ပေါ့เนาะအဲ့တော့သူက frontal plane လို့ပြောတာ frontal plane ဆိုတော့ဒီ record လုပ်တဲ့ heart ရဲ့ electrical activity ကိုเนาะအပေါ်အောက်เนาะဘဲညာပေါ့เนาะအပေါ်အောက်ဘဲညာအဲ့ဒါ record လုပ်တာကိုကျွန်တော်တို့က frontal plane လို့ခေါ်တယ်เนาะ horizontal plane ကကြတော့ heart ရဲ့ electrical activity ကိုအရှေ့ကနေပြီးတော့အနောက်ကိုကြည့်တာเนาะအဲ့တော့Eindhoven triangle နဲ့ law အကြောင်းလေးဒါလည်းအရင်အရေးကြီးပါတယ်ပေါ့နော်အဲ့တော့ Eindhoven triangle ဆိုတာဒါလေးကိုပြောတာပေါ့နော်အဲ့တော့ကြည့်အောင်နော်အဲ့တော့ဒီမှာဆိုရင် lead 1နော် lead 1ဒါ axis တွေ့လားဒါက lead 2နော်ဒီက lead 3အဲ့ဆိုတော့ဘာထွက်လဲဆိုတော့ triangle နော်ပုံလေးထွက်တယ်အဲ့ဒါကို Eindhoven triangle လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ဒီက lead 1ဒါက
lead 2ဒါက lead 3เนาะအဲ့ဒါက triangle Einthoven triangle ခုဒါဆိုရင် Einthoven laws ကိုလည်းကျွန်တော်တို့တေချာနားလည်ဖို့လိုတယ်ပေါ့เนาะ Einthoven law ဆိုတာကဒီမှာเนาะဘာကိုပြောချင်လဲဆိုရင် Einthoven law ကဒါအဲ့တော့ potential เนาะ voltage potential lead 1မှာရှိတဲ့ voltage potential နဲ့ lead 2မှာရှိတဲ့ voltage potential ကိုပေါင်းရင်အဲ့တော့ voltage potential in lead 2ရမယ်အဲ့တော့ lead 2 equal to lead 1 plus lead 3เนาะဒါက Einthoven's law เนาะဒါဘယ်လိုမှန်လဲဆိုကျွန်တော်တို့တစ်ချက်ကြည့်အောင်เนาะအဲ့တော့ဒီမှာဆိုရင်ဆိုပါတော့ဒါတော့ general voltage တွေပေါ့เนาะအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ electrical ဟာရဲ့ electrical activity ဒီ vector လေးကဒီလိုသွားတာပေါ့เนาะအဲ့တော့ဒီမှာဆိုရင် voltage ကဒီညာဘက်လက်မှာဆိုရင်အနည်းဆုံးပေါ့เนาะ minus တောင်ထွက်တော့ minus 0.2 millivolt ပေါ့เนาะဒီဘယ်ဘက်လက်မောင်းမှာဆိုရင်တော့ plus 0.3 millivolt လောက်ရှိတယ်เนาะအများဆုံးကတော့ဒီမှာเนาะအများဆုံးကဒါ1 millivolt ပေါ့เนาะအဲ့တော့ဒါကဘယ်ဘက်ခြေတောက်မှာเนาะ1 millivolt အဲ့တော့ကျွန်တော်တို့ကတစ်ချက်ကြည့်အောင်เนาะအဲ့တော့ဒီမှာเนาะlead 1ကเนาะဘယ်ဘက်လက်မောင်းမှာကျွန်တော်တို့ positive electrode exploring electrode တက်တယ်ညာဘက်မှာဆိုရင် negative electrode เนาะ negative electrode reference electrode တက်တယ်အဲ့တော့ဒီဟာက lead 1ရဲ့ exit ဒါဆိုရင်သူတို့နှစ်ခုချားမှာ different ဘယ်လောက်ရှိသူကလည်းဘာထွက်မလဲဆိုတော့ positive deflection အဲ့တော့ဒီမှာကျွန်တော်မြင်တောင်ဆွဲပြတာเนาะအဲ့တော့သူက plus 0.3 ကနေဘယ်လောက်လဲ minus 0.2 millivolts အဲ့တော့သူတို့နှစ်ယောက်ရဲ့ voltage difference ကဒီနှစ်ခုမှာဒီ lead မှာဆိုရင် lead 1မှာဆို voltage difference ဘယ်လောက်ရလဲဆိုရင် 0.5 millivolt เนาะဒါရတယ်အဲ့တော့ဒီဘက်မှာကြည့်အောင်เนาะ lead 2 lead 2ကဒီမှာ0.2 millivolt နဲ့ 1.0 millivolt ဒါဆိုရင်ဒီမှာ minus 0.2 millivolt ပေါ့နော်အဲ့တော့ဒီမှာဆိုရင် minus 0.1 0 plus 0.1 ဒီလိုဆက်သွားလိုက်ရင်1 millivolt เนาะအဲ့တော့သူတို့ရဲ့စုပေါင်းပေါ့เนาะ difference ဆိုရင် 1.2 millivolt ရှိမယ်เนาะအဲ့ဆိုရင်ဒီဘက်မှာ lead 3ကိုကြည့်အောင်အဲ့တော့ lead 3ကဒီမှာplus 0.3 millivolt เนาะဒီဘက်မှာဆိုရင်1.0 millivolt အဲ့တော့ plus 0.3 millivolt နဲ့1 millivolt ဆိုတော့သူတို့ရဲ့ difference ကဘယ်လောက်ဆိုတော့ 0.7 millivolt အဲ့တော့ Einthoven laws ကဘာပြောလဲဆိုတော့ lead 2ဆိုတာ lead 1နဲ့ lead 3နဲ့ပေါင်းတယ်เนาะအဲ့ဒါဆိုရင်ကြည့်အောင် lead 1က 0.5 millivolt เนาะ potential difference ကပြီးတော့ဒီမှာဆိုရင် lead 3က 0.7 millivolt ဒီနှစ်ခုပေါင်းပါရဆိုတော့မှာ 1.2 millivolt เนาะအဲ့တော့ lead 2နဲ့အတူတူပဲအဲ့တော့ဒီဟာကเนาะအဲ့တော့ဘယ်လိုမှန်လဲဆိုတာလေးကျွန်တော်တို့ဆက်ကြည့်အောင်ဒါတော့ ECG paper မှာဆိုဒီလိုလေးပေါ့เนาะအဲ့တော့ ECG paper မှာเนาะ small square တစ်ခုက volt နဲ့ပြောရင်တော့ 0.1 millivolt ရှိတယ်เนาะ small square တစ်ခုအဲ့တော့ဒီအရှိမှာကျွန်တော်တွက်ခဲ့တယ်ဒီမှာ 0.5 millivolt ဆိုတော့ small square ဘယ်နှကွက်လဲဆိုတော့5ကွက် small square 5ကွက်ဆိုတာကဒီ large square တစ်ခုပေါ့เนาะအဲ့တော့1 2 3 4 5เนาะ 0.5 millivolt lead 1ဒါเนาะlead 2ကဘယ်လောက်လဲဆိုရင် 1.2 millivolt เนาะ 1.2 millivolt ဆိုတော့အဲ့တော့ last square ဘယ်နှခုလဲဆိုတော့တစ်ခုနှစ်ခုဒါ10ပဲရှိအောင်ပဲပေါ့เนาะ17เนาะ12အဲ့တော့ဒီမှာဆိုရင်ဒီ small square 12ကွက်စာလောက်သူကတက်မယ်ပေါ့เนาะဒါ ECG မှာဆိုပေါ်မယ် pattern လေးပေါ့เนาะ ECG စာရွက်မှာဒီလိုပေါ်မှာပေါ့เนาะအဲ့တော့ lead 3ကဘယ်လောက်ရလဲဆိုတော့ခုနက 0.7
millivolt နော်အဲ့တော့ 0.7 millivolt နော်ဒီမှာဆိုရင်အဲ့ဆိုရင်9ကွက် small square 9ကွက်ထိတက်မယ်နော်အဲ့ဒါကအဲ့ဆိုရင်နော်အဲ့ဒါကြောင့် ECG paper ကိုကြည့်တဲ့ချိန်မှာနော်ဒီစိတ်ထဲကနေပြီးတော့လမ်းတွက်ကြည့်လို့ရတာပေါ့နော်ဒီ lead 2ကlead 1နဲ့ lead 3ကိုပေါင်းလိုက်တဲ့အခါ lead 2ရလားဆိုတော့နော်ဒီတိုင်းပဲကျွန်တော်တို့ကဒီလိုအသေးစိတ်တော့မတွက်ဘူးပေါ့နော်ဒီလိုလမ်းကြည့်လိုက်တယ်ပေါ့နော်အဲ့တော့ lead 1နဲ့ lead 3ပေါင်းလိုက်ရင် lead 2ထွက်ရမှာအဲ့လိုမတွက်ခဲ့ဘူးဆိုရင်တော့ဒါဆိုရင်တော့ECG ဆွဲပေးတဲ့လူကမားနေပြီเนาะ electrode တွေတက်တာမားနေတာเนาะအဲ့ဒါလေးကကျွန်တော်တို့ electrode တက်တာမှန်လားမားလားကိုဒီလိုကြည့်လို့ရတယ်เนาะအဲ့တော့ Eindhoven law နဲ့ကျွန်တော်တို့ကတွက်ပါเนาะအဲ့တော့vector အမျိုးမျိုးကျွန်တော်တို့လေ့လာကြည့်အောင်เนาะဒါဆိုရင်တို့ပထမအဆုံးဒါလေးကိုဒီဘက်ကတော့အခုကျွန်တော်အရှိကဆွဲထားတဲ့ပုံကဒါလေးပေါ့เนาะvector က downward leftward သွားတဲ့ vector เนาะအဲ့တော့ဒါက lead 1ဒါ lead 2ဒါ lead 3အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် lead 1မှာကျွန်တော်တို့ဆွဲကြည့်အောင်အဲ့တော့ parallel အဖြစ်ဆုံးကအမြင့်ဆုံးကเนาะ pattern မြင့်ဆုံးက lead 2မှာဖြစ်မယ်ဒုတိယအမြင့်ဆုံးက lead 3မှာဖြစ်မယ်เนาะအဲ့တော့ဒီမှာတတိယကကြတော့ lead 1ပေါ့เนาะ lead 1မှာသူကနည်းနည်းလေးပဲဖြစ်မယ်အဲ့တော့ဒီ lead 1နဲ့ lead 3ကိုပေါင်းကြည့်လိုက်ရင် lead 2လောက်ရှိတယ်เนาะအဲ့လိုမျိုးလေးကျွန်တော်လမ်းကြည့်မယ်ဒါကစောကဒီပုံဒီမှာဆွဲပြသွားတဲ့ vector ပေါ့เนาะအခုဒီကောင်ကကြတော့တကယ်ဆိုကျွန်တော်တို့ vector ဒီလိုလေးဖြစ်နေတယ်เนาะလူစောင်းနေတယ်ပေါ့เนาะအဲ့တော့ဒီ left ဘက်ကိုတန်းကြီးတွားနေ downward မဟုတ်ဘူးဒီ left ဘက်ကိုတွားနေဆိုဒီလို vector လေးဆိုကျွန်တော်ဆွဲကြည့်အောင်အဲ့ဒါဒီမှာဆိုရင်အများဆုံးကဘာမှတွေ့ရမလဲဆိုတော့เนาะ lead 1ရဲ့ axis နဲ့သူက parallel အကျဆုံးအဲ့တော့ lead 1မှာအများဆုံးတက်နေမှာเนาะအများဆုံးတက်နေမှာပြီးတော့နောက်တစ်ခု lead 2ကြည့်လဲသူကdirection က positive ဘက်ကိုသွားတယ်เนาะvector ရဲ့ direction က positive ဘက်ဒါပေမဲ့သူကအဲ့လောက်ထိမရှိဘူးအဲ့တော့သူကတီးလေးဖြစ်နေမယ် lead 2မှာเนาะအဲ့တော့ဒီမှာဆိုရင် lead 3ကိုပြန်ဆွဲကြည့်ရင်ဒီလိုလေးရမှာဒါပေမဲ့သူကဒီမှာဆိုရင် direction ကဘယ်ကိုဖြစ်သွားလဲအဲ့တော့ဒီမှာ depolarization vector ရဲ့ direction က negative electrode ကိုသွားတယ်เนาะ positive electrode နဲ့ ဝေးရာကိုသွားတယ်အဲ့တော့ positive electrode နဲ့ဝေးရာကို exploring electrode နဲ့ဝေးရာကိုထပ်သွားတယ်ဆိုရင်ဆိုတော့ပြောတဲ့အတိုင်းဘာရမလဲ negative deflection เนาะအဲ့တော့ဒီနှစ်ခုနှုတ်ကြည့်လိုက်ပေါ့เนาะအဲ့တော့ဒီ lead 1ကထောင်ဆုံးပါတော့ဒီ lead 1ကနေပြီးတော့ lead 3ကိုနှုတ်ကြည့်လိုက်ဒါဆိုဒါလေးရထွက်မှာပေါ့เนาะအဲ့ဒါကဒီပါလဲမှန်တယ်เนาะအဲ့တော့ဒီလို vector မှာလဲ Eindhoven law မှန်တယ်เนาะနောက်ထပ် vector position လေးတစ်ချက်ကြည့်အောင်เนาะကဲဒီမှာလဲเนาะအဲ့ဆိုကြည့်အောင်เนาะvector ဒီလိုလေးဖြစ်တယ်เนาะဒီလို position လေးဖြစ်မယ်เนาะအဲ့တော့ right word ကိုတော့ down right word ကိုတော့ဆင်းနေเนาะ downward right word ဖြစ်နေဒီလိုဆိုရင်လဲတော့ဒီမှာဆိုကြည့်အောင် lead 1ကိုယဉ်ကြည့်မယ်ပေါ့เนาะ lead 1မှာရှိရတော့ဒီလောက်ရတယ်เนาะ magnitude ကဒီလောက်เนาะဒီမှာ direction က depolarization direction က positive electron နဲ့ဝေးရာကိုတွားတယ်ဒါကြောင့် lead 1မှာပါရမလဲ negative deflection လေးရမှာเนาะတွားတော့နည်းနည်းလေးပေါ့เนาะအဲ့တော့ဒီမှာ lead 2မှာပြန်ကြည့်ရင် lead 2မှာ parallel ထွက်တယ်เนาะအဲ့တော့ဒါပေမဲ့ lead 2မှာ depolarization vector က positive electrode ကိုဦးတည်ပြီးတွားတယ်ဒါကြောင့်သူက positive deflection လေးရမှာဒါပေမဲ့သူ့ရဲ့ magnitude ကဒီမဲ့ပေါ့เนาะအဲ့တော့ဒီမှာ lead 3ကိုတွားကြည့်လိုက်เนาะအဲ့တော့ lead 3ကိုတွားကြည့်ရင် lead 3ကအများဆုံးဖြစ်နေတယ် parallel အကျဆုံးက lead 3နဲ့ဖြစ်နေအဲ့တော့ဒီမှာဆိုရင်သူကdepolarization vector က positive electrode ကိုဦးတည်ပြီးတွားတဲ့ကြောင့်သူက positive deflection နေရတယ်เนาะဒါပေမဲ့သူကသူ့ရဲ့ magnitude ကြီးမယ်เนาะအဲ့တော့ဒီမှာဆိုရင် lead 3ရဲ့ lead 1ကိုပြန်နှုတ်လိုက်ရမှာပေါ့เนาะနှုတ်လိုက်တဲ့ခါဆိုရင် lead 2အတူတူပဲပေါ့เนาะlead 2နဲ့အတူတူပဲရအဲ့တော့နောက်တဲ့ vector เนาะတက်လေး perpendicular တွားတဲ့ vector လေးပေါ့เนาะ
အဲ့တော့ perpendicular သွားတဲ့ vector လေးဒါဆိုရင်ကျွန်တော်တို့ကြည့်ကြည့်အောင်เนาะအဲ့ဆိုရင်ဒီเนาะအဲ့တော့သူ့ရဲ့ vector ရဲ့ axis ကိုကျွန်တော်ဆွဲလိုက်တဲ့အခါမှာဒီမှာ lead 2ရဲ့ axis မှာဒီ positive deflection တွေရတယ်ပြီးတော့ lead 3မှာလည်း positive deflection တွေရတယ်ဒါဆို lead 1မှာကြည့်အောင်သူက perpendicular တက်တဲ့ကိုဆင်းသွားတဲ့ကြောင့်ပထမစောပိုင်းမှာပြောခဲ့လို့เนาะဒီလိုတက်တဲ့ဆင်းသွားပြီဆိုရင် component နှစ်ခုရှိမယ်ပထမ component ကဒီ lead 1ရဲ့ axis ကိုဒီ depolarization vector က approaching လုပ်တာเนาะ approaching လုပ်ကြတော့ positive deflection လေးရတယ်ပြီးတော့ way ရာကိုထပ်သွားတဲ့ကြောင့် negative deflection လေးရတယ်เนาะအဲ့တော့သူကဘယ်လို pattern ထွက်မှာဆို biphasic pattern လေးเนาะ biphasic pattern လေးဆိုရင်သူ့မှာဆိုရင်ဒီမှာဆိုရင်ညီနေတယ် positive deflection နဲ့ negative deflection ညီတဲ့အတွက်ကြောင့် net force က0ဖြစ်မယ်ပေါ့เนาะ net force က0ဖြစ်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါကို0လို့ယူဆလိုက်ရင်အဲ့ဒါဆို li 2နဲ့ li 3เนาะအဲ့တော့ li 1က0ဒါဆိုရင်လည်းဒီမှာလည်းမှန်တယ်เนาะ Antoven's law မှန်တယ်အဲ့တော့နောက်ဆုံးဒီလို pattern လေးရကြည့်အောင်เนาะကဲသူကဒီလိုသွားမယ်เนาะ vector ကဒီ vector ဒီလိုသွားမယ်เนาะဒီလိုသွားရင်လည်းသူက li မှာ li 1နဲ့ li 3မှာli 1မှာကဒီမှာ positive deflection ဖြစ်တယ် depolarization wave က positive electron ကိုဦးတည်ပြီးသွားတယ်li 3မှာကြတော့ depolarization wave က exploring electron နဲ့ way ရာကိုထွက်တော့ negative deflection လေးရမယ်ဒါပေမဲ့ magnitude ကအတူတူပဲဖြစ်မယ်เนาะဒါပေမဲ့ဒီမှာက biphasic ကဘယ်မှာရလဲဆိုရင်lead 2မှာ biphasic ရမယ်အဲ့တော့ net vector 0ပေါ့ net force က0ရမှာအဲဆိုရင်ဒီမှာဆိုရင်အတူတူပဲပေါ့เนาะ0เนาะဒီမှာလဲ Antoven triangle မှန်တယ်เนาะဒီလိုမျိုးဆိုရင်လဲကြည့်เนาะဒီလိုမျိုးဆိုရင် lead 1မှာဆိုရင်ဒါ depolarization wave က positive electron နဲ့ way ရာကိုသွားတယ်เนาะအဲ့တော့ negative deflection lead 2မှာလည်းသူကဒီเนาะ positive electron နဲ့ way ရာကိုသွားတယ်အဲ့ဒါဆိုရင်လည်းသူ negative deflection အဲ့တော့ biphasic ကတော့ lead 3မှာရမယ်เนาะ net force က0ဒါဆိုရင်0ဆိုရင်အဲ့ဒါဆိုရင်ဒီမှာလည်း Antoven law မှန်တယ်เนาะအဲ့တော့ Antoven law ကဘယ်လို vector position မှာပဲဖြစ်မှန်တယ်အဲအကြောင်းလေသူက law လို့တက်ခေါ်ထားတာပေါ့နော်နောက်ဆုံးတစ်ခုဖြစ်တဲ့ triaxial referencing system လေးကိုပြောမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါလေးပြောဖို့ကနော်အဲ့တော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒါနော် li 1 bipolar limb li 1ဒီဘက်မှာ positive electron ဒီဘက်မှာ negative electron အဲ့ဒါက limb li 1နော် limb li 2က bipolar limb li 2ကဒီမှာညာဘက်လက်မောင်းမှာ negative electron ဘယ်ဘက်ခြေထောက်မှာ positive electron နော် limb li 3ကဒါဘယ်ဘက်ခြေထောက်မှာ positive electron ညာ sorry ဒါမားနေရနော်အဲ့တော့ဒီဘယ်ဘက်လက်မှာ negative electron နော်ဒီမှာ positive ဖြစ်နေnegative electron ဖြစ်ရမှာနော်အဲ့တော့ဒီမှာဒါ axis မှာ li 3ရဲ့ axis ဒါက li 2ရဲ့ axis ဒါ li 1 axis အဲ့တော့ဘာလုပ်မလဲဆိုတော့ဒီ li 1ကိုကျွန်တော်တို့ဆွဲချမယ်ဒီ heart center တက်ကိုနော်ပြေးဒီလိုလေးဟောနော်အဲ့ဒါဆိုရင် li 1ဒီနားလောက်နော်ပြီးတော့ li 2ကိုကျွန်တော်တို့ကဒီအလေတက်ကိုဆွဲတင်မှာပေါ့နော်ဒီလိုပြေးပြေးဒီလိုတင်သွားမယ်ပြီးတော့ li 3ကိုလည်းဒီအမဲအောင်ရှိတဲ့ heart center တက်ကိုကျွန်တော်တို့ကတိုးသွားမှာပေါ့နော်အဲ့လိုတိုးသွားရင်ဘယ်လိုပုံလေးထွက်မယ်ဆိုတော့ဒီလိုလေးရမှာနော်အဲ့ဆိုဒီက li 1ကိုအရင်ကြည့်အောင်နော်အဲ့ဒါတရားလေးli 1ကိုကျွန်တော်ဒီ axis ကို center ကိုရွှေ့လိုက်ရင်ဒီမှာနော်ဒါ heart ပေါ့li 1ကနော် positive electron ဒီမှာလေးနော် positive electron အဲ့တော့ li 1ကဒီ cardiac vector ကိုနော် depolarization vector ကိုဘယ်ကနေကြည့်လဲဆိုရင်0 degree ကနေကြည့်နော်0 degree နော်ဒီဘက်ကဆိုရင်ဒါ plus 180 degree လို့ပြောလို့ရ minus 180 degree လည်းဖြစ်နိုင်တော့เนาะအဲ့တော့သူကဒီလို clockwise သွားရင်တော့ positive เนาะအဲ့တော့counter clockwise နာရီလက်တန်ဆန့်ကျင်ဘက်သွားရင်ဒါ negative လို့เนาะ negative
အဲ့တော့ဒီဆိုရင် lead 1ကိုကျွန်တော်တို့တက်ဆွဲချလိုက်တယ်တက်ဆွဲချလိုက်တဲ့အခါမှာ lead 1ကဘယ်နဲ့ကြည့်လဲဆိုတော့ဒီ cardiac electric vector ကိုเนาะ0 degree ကနေကြည့်တယ်เนาะအဲ့တော့ဒီမှာ positive electrode တွေကမျက်လုံးလို့ပဲမှတ်ထားလိုက်เนาะမျက်လုံးเนาะအဲ့တော့ဒီကနေကြည့် lead 1ကเนาะဒီလိုဒီကနေ0 degree ကနေတော့ဒီ vector လေးကိုသူကလှမ်းကြည့်တယ်ပေါ့เนาะဒါဆိုရင် lead 1ဘယ်လောက်ကနေကြည့်လဲဆိုတော့0 degree နဲ့ကြည့်တာเนาะအဲဆိုရင်ကျွန်တော်တို့ဆက်ကြည့်အောင် lead 2လေးကိုကျွန်တော်เนาะဒါ lead 2ရဲ့ axis ဒါလေးကိုဒီဘက်ဆွဲတင်နေပြီပေါ့เนาะဒါ lead 2เนาะ lead 2ကဒီမှာ lead 2เนาะlead 2ကเนาะဘယ်နဲ့ကြည့်လဲဆိုတော့ plus 60 degree เนาะခုနပြောခဲ့ပြီကောင်းနိုင်လက်တန်တိုင်း clockwise ဆိုရင် plus ပေါ့เนาะဒီမှာ plus 30ဒီမှာ plus 60เนาะအဲ့တော့ plus 60ကနေပြီးတော့မှဒီကနေပြီးတော့ဒီမှာ positive electrode ဒီပဲလေเนาะအဲ့တော့ plus 60ကနေပြီးတော့သူက plus 60 degree ကနေပြီးတော့ဒီ cardiac vector depolarization vector ကိုသူကကြည့်တာเนาะဒီကနေကြည့်တာเนาะအဲ့တော့ဒါဆိုရင်lead 1ကဘယ်နဲ့ကြည့်လဲဆို0 degree နဲ့ကြည့်เนาะအဲ့တော့ဒါရပါเนาะဒါဆိုရင်ကျွန်တော်တို့lead 3 axis ကိုကျွန်တော်တို့ရွှေ့လိုက်မှာရွှေ့တော့ဒီမှာဒါ lead 3ရဲ့ axis เนาะ lead 3ရဲ့ axis เนาะအဲ့တော့ lead 3ရဲ့ axis ကဒီမှာသူကဘယ်လောက် degree ဆိုတော့ plus 120 degree เนาะ plus အဲ့တော့ဒီမှာ plus 60ဒါ plus 90เนาะသူကဘယ်လောက်ကြီးလဲဆိုတော့ plus 120 degree ကနေကြီးတယ်ဒါကဘာလဲ lead 3เนาะ lead 3ကဒီ depolarization factor ကိုသူကဘယ်နဲ့ကြီးတယ်ဆိုရင် plus 120 degree ကနေကြီးတယ်เนาะအဲ့ဒါက triaxial เนาะ axis 3ခုဆိုတော့ triaxial reference system เนาะဒီ unipolar limb lead တွေကိုဆက်ပြောတဲ့ခါဆိုရင်အဲဆိုကျွန်တော်တို့ကပို့ပြီးစုံသွားမယ် view စုံသွားမယ်ပေါ့နော်ဒီ vector ကိုသူက shoot out မျိုးဆိုအဲ့ခါကျရင်ကျွန်တော် hexaaxial reference system ဖြစ်မှာပေါ့6ခုဆိုတော့เนาะအခုတော့ axis 3ခုပဲ bipolar limb lead เนาะ3ခုရဲ့ axis ကိုကျွန်တော်တို့ဒီလိုကြည့်ရเนาะအဲ့တော့ဒီ lead 1ကိုဆွဲသွင်းလိုက်တယ်သူကဘယ်လောက်လဲဆိုတော့0 degree ကနေကြည့်တယ်lead 2ကဘယ်နဲ့ကြည့်လဲသူက plus 60 degree ကနေကြည့်တယ်lead 3ရဲ့ axis ကိုကျွန်တော်တို့ဆွဲပြီးတော့တင်လိုက်တယ်ဒီမှာဒါဆိုရင်ဘယ်လောက်မှကြည့်လဲဆိုတော့ plus 120 degree ကနေကြည့်တယ်เนาะအဲ့တော့ဒီဟာကတော့ဒီ triaxial reference system ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကနောက်ထပ် unipolar limb lead 3ခုရှိတယ်เนาะအဲ့ဒါဒီကဘယ်မှာထည့်လဲဆိုတာလေးကျွန်တော်တို့နောက်လက်ချာမှာပြောပြသွားမယ်ပေါ့เนาะအဲဆိုရင်သူကဒီဟာလေးဒီ vector ကိုသူက shoot out မျိုးစုံကနေရအောင်ကြည့်တာပေါ့เนาะအဲ့တော့ဒီနေ့ကတော့ဒီလောက်ထိပဲပေါ့เนาะ